လုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပို့ဖို့ကဗီဒီယို editing နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးတွေကိုပို့ဖို့တည်တလောက် share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယို editing မိုင်းကိုစပြီးတော့လေ့လာပြတာကတော့တစ်နှစ်လောက်ပဲရှိအောင်မယ်ပေါ့နော်အခုပို့ဖို့ကနာစင်တက်နေပါတယ်နာစင်3 year student တယောက်ဖြစ်ပါတယ်ပေါ့နော်second year လောက်တုန်းကစပြီးတော့လေ့လာဖြစ်ခဲ့ပါတယ်ဘယ်ကနေစလေ့လာလဲဆိုတော့ YouTube ကနေပြီးတော့စပြီးတော့ဗီဒီယိုလေးတွေကို editing ကိုစလေ့လာခဲ့ပါတယ်စပြီးတော့လေ့လာခဲ့တဲ့ software လေးကတော့ CapCut ပေါ့နော် CapCut ကနေပြီးတော့စလေ့လာခဲ့တဲ့ CapCut ကpro တွေလားမသိဘူးအဲတော့က pro တွေမိသွားသေးတယ်လေအလေလောက် second year လောက်ပြီးတော့3 year အစမှာအဲ့လိုမျိုး CapCut က pro တွေတာeffect ပဲဖြစ်ဖြစ် filter တွေထည့်ခြင်းပဲဖြစ်ဖြစ်ဒီလိုမျိုးပေါ့နော်အများကြီး animation လေးတွေထည့်ခြင်းပဲဖြစ်ဖြစ်ဒီလိုမျိုး pro တွေအများကြီးတောင်းလာတယ်အဲ့ဒီခါမှာလောက်ရတာအဆင်မပြေတော့ဘူးပေါ့နော် CapCut Pro ဆိုတာကကြတော့ဒီ animation လေးတွေဘာမှမဟုတ်ရှင် filter လေးတွေမှာကိုပတ်ဆက်နဲ့ပေးဝယ်ရတာမျိုးပေါ့နော်ဒီလို free သုံးလို့မရပါဘူးဒါကို CapCut မှာ Pro လေးတွေဖြစ်တာဘာကြောင့်Pro ဆိုတာနဲ့ဘာကြောင့်မရတာလဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ပို့ွက်ဒီလောက်ရှင်းပြပေးတာပါအဲဒါကြောင့်မို့လို့ software လေးတွေရှားကြည့်တော့TikTok ကအမတယောက်ကနေပြီးတော့ my chu လေးကိုစပြီးတော့မိတ်ဆက်တယ်အဲ့ဒီ my chu လေးကိုအားနဲ့စပြီးတော့တုံးကြည့်တယ်ပေါ့နော်အဲ့ဒီ my chu လေးကဘာအဆင်ပြေလဲဆိုသူက audio လေးတွေထည့်ရတာအဆင်ပြေတယ်ပေါ့နော် audio လေးတွေမှာဆိုလို့ရှိရင်သူက Chinese sound လေးတွေလည်းရှိတယ်ပြီးလို့ရှိရင်ကြတော့ဗာလေrelax ဖြစ်စေတဲ့ sound လေးတွေအများကြီးပါတယ်ပေါ့နော်အေးလေးနဲ့ငိမ့်ငိမ့်လေးလူလေးတွေ sound လေးတွေများတယ်ရေးချက်စရာကြီးလည်းအများကြီးရှိတယ်ပေါ့နော် CapCut ကကြတော့ပို့ဝယ်မရှာတတ်လို့လားတော့မသိဘူး CapCut ကအဲ့လောက်တချင်းနေထည့်စရာအများကြီးမရှိဘူးပေါ့နော်edit လုပ်ရတဲ့ဘိုင်းကတော့ CapCut လောက်တိတ်ပြီးတော့မရိုးရှင်းဘူးတိတ်ပြီးတော့နည်းလေးပြောရမယ်ဆိုရင် CapCut လုံးနေကြလူမို့လို့လားတော့မသိဘူးပေါ့နော်နည်းနည်းလေးရှုပ်တယ်လို့ခံစားရတယ် CapCut ကပြီးတော့မြန်မာဖောင်းလည်းမရဘူးနောက်ကြတော့ my chu ကလည်းမြန်မာဖောင်းမရဘူးပေါ့နော်အဲ့လိုမျိုးပို့ရ AI အင်္ဂလိပ်စာကြီးတော်နေရလည်းမဟုတ်တော့အမြန်စာတန်းထိုးလို့ရှင်တဲ့အခါဒီမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးအင်္ဂလိပ်စာရင်းနဲ့ကြောက်တိတ်အဆင်မပြေဘူးပေါ့နော်အဲ့လောက်ကြီးကျွမ်းကျင်နေသူလည်းမဟုတ်တော့လေအဲ့ဒီကနေပြီးတော့အမကနေပြီးတော့ဟဲ့ငါလို့ရှိရင် in short ကိုတုံးကြည့်ပါလားဆိုပြီးပြောတဲ့အခါမှာ in short လေးကိုစပြီးတော့ try ဖြစ်ပါတယ် in short ကိုစပြီးတော့ try တာကတော့မကြသေးဘူးလာပိုင်းလောက်ပဲရှိအောင်ပဲပေါ့နော် in short ကတော့တော်တော်အဆင်ပြေတယ်ပြောရမယ်ဒီကမြန်မာဖောင်းနေလည်းအဆင်ပြေတယ် filter တွေလည်းရှင်းရတာအဆင်ပြေတယ် CapCut နဲ့မထူးမရှားမနာပဲပေါ့နော် video editing ကိုဝါသနာပါတယ်လုပ်ကြည့်ချင်နေပေါ့နော်ဝါသနာပါတဲ့သူတွေဆိုလို့ရှိရင်ဒီ software လေး3ခုနဲ့ try ကြည့်ဖို့အကြံပေးချင်ပါတယ်ရှင်ကဲနောက်ကြမှာ video editing ကိုဘယ်လိုမျိုးလေးတွေလုပ်လဲ basic နည်းလေးတွေနဲ့ basic video လေးတွေစပြီးတော့ try ကြည့်ချင်နေဆိုရင်တော့နောက်ထပ် video လေးတွေနဲ့ကြမှာထပ်ပြီးတော့မိတ်ဆက်ပေးပါအောင်မယ်ရှင်အားလုံးဝင်တက်တာ